အားလုံးပဲမင်္ဂလာပါဘောနော်ကျွန်တော်ကတော့ OG ပေါ့ကျွန်တော်ဒီအခုလို့ application နဲ့ပတ်သက်ပြီးတော့မှပြပြချင်လို့ပေါ့နော် application နဲ့ပြပြချင်တယ်ဆိုတာကဒီအသုံးပြုပုံနဲ့နောက်ထိရောက်မှုတွေဒီ application သုံးရတဲ့အကျိုးဆက်တွေကဘာဖြစ်လာမလဲဆိုတဲ့ဟာတွေပေါ့နော်အဲ့ဒါကျွန်တော်အကြံဉာဏ်ပြပြချင်တယ်လက်ရှိတော့ကျွန်တော်ဒီ application နဲ့ပြန်တော့ကျွန်တော် Airline လို့တော့ကျွန်တော်ပေးထားတယ်ပေါ့နော်ဒီ application ထောက်ရရွေးချက်ကတော့ယူရှင်းပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီမြေပြင် data တွေမှာဒီစစ်ဖြစ်တဲ့နေရာတွေextra အမြဲလုပ်တဲ့ data တွေမှာဆိုရင်ပို့ပြီးတော့မှအကျိုးရှိရှိနဲ့အသုံးပြုနိုင်တဲ့ application လို့ပေါ့နော်။ဒါပေမဲ့တိုးတော့သူဒီ online system ဖြစ်တဲ့ကြတော့ online ရှိမှပဲဥစ္စာအလုပ်လုပ်မယ်ပေါ့နော်။ဘာ offline တော့မရဘူး။ offline အနေနဲ့အသုံးပြုလို့ရရင်တော့မှာပေါ့နော်လိုအပ်တဲ့ပစ္စည်းတွေကုန်ကျစရိတ်တွေအများများပါတယ်အဲဒါကြောင့်မို့လက်ရှိကကျွန်တော် online နေနဲ့ဖြတ်တန်းလို့ရတယ်ဆိုတော့ online နေနဲ့ပဲလုပ်ထားတယ်ပေါ့နော်ဘာလို့ဆိုတော့ဒီတော်တော်များများ data တွေမှာလည်း internet set ကတော်တော်များများရနေပြီပေါ့နော် internet set တော်တော်များရှိပါတယ်အဲကြတော့ကျွန်တော်ဒီ application တုံးချင်အဖြစ်ပေါ့နော်ဒီဟိုကနေရောတည်င်းပါတယ်ပြီးတဲ့အခါမှာonline နေပဲပြီးလို့ရတယ်ပေါ့နော်တည်င်းပြီးပို့လို့ရတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီအမြဲတမ်းတင်ပေးနေတဲ့ ER နေလေသူတောက်လျှောက်တင်ပေးနေတဲ့သတင်းတွေရှိရပေါ့နော်ဒါကိုလည်းကျွန်တော်ဒီ application မှာထည့်ထားပေးရပေါ့နော်နောက်ခု join ပြီးတော့ထည့်ထားပေးတယ်ဒီ application ကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တို့သက်ဆိုင်ရာ data မျိုးနယ်တွေကိုကိုကယူထားရမယ်ကိုလက်ရှိနေတဲ့နေရာပေါ့နော်အကုန်လုံးယူထားခြင်းလည်းရတယ်ပေါ့တိုးတော်မဆိုင်ဘဲနဲ့ရှားဟာတွေယူလဲဘာမှအကျိုးမထူးပေါ့နော်သူသက်ဆိုင်ရာdata မျိုးနယ်တွေကိုယူခြင်းအဖြစ်ပို့ပြီးတော့မှကောင်းတယ်တည်င်းဟိုပေးပူးမှုမှာလည်းပို့ပြီးအဆင်ပြေရပေါ့နော်နှုတ်မဆိုရင်ကိုကတခါတလေဟိုမနိုင်မိတာမျိုးဆိုရင်မဟုတ်မကပဲနဲ့တခြား data တွေပါအလံတော့ပေးလို့မျိုးပေါ့နော် report ရောက်သွားတာမျိုးဖြစ်သွားနိုင်တယ်ပေါ့အဲကြတော့ကိုယ့်ရဲ့သုံးဆွဲသူအနေနဲ့ကတော့ကိုယ့်ရဲ့ data ကိုမျိုးနယ်ကိုယူထားပြီးတော့မှတည်င်းပေးပို့ခြင်းပဲကောင်းတယ်ပေါ့နော်ဒါလည်းပို့ပြီးတော့မှထိရောက်တဲ့တခုပေါ့ဘာအတွက်ကျွန်တော်ရည်ရွယ်လဲဆိုတော့ကျွန်တော်တို့အမြဲတမ်းပြည်သူတွေတချို့နေရာတွေမှာဆိုရင်ဘယ်ချိန်ဒီကြောင်းလာလဲဘယ်ချိန်ကျဲဝါဆိုတာတချို့တွေမသိရဘူးပေါ့နော်ခေါင်းပေါ်ရောက်မှပြေးဝတ်တာမျိုးတွေဖြစ်ရတယ်ပေါ့အဲ့တော့ကျွန်တော်ကဒါလေးကိုလောက်ထားတာဒီကိုပြည်နယ်တစ်ခုမှရှိရဆိုရင်မြို့တင်လိုက်တွေရှိမယ်ဘယ်မြို့နယ်ကနေပြည်နယ်တစ်ခုပဲပေါ့နော်ဘယ်မြို့နယ်ကနေဖြတ်သွားပြီးဒေဖြတ်သွားဆိုတာတီးဆိုရင်ကိုအတွက်တချို့နေရာမှာကျဲနိုင်ကြီးရှိတဲ့နေရာတွေမှာပို့ပြီးတော့မှဟိုဘေးကင်းလုံခြုံဖို့အတွက်ဒီကာဗာချင်းတွေမှာသွားပြီးတော့ခိုလုံလို့ရတယ်ပေါ့နော်အဲအချိန်ပိုရတယ်ပေါ့နော်9မိနစ်10မိနစ်လောက်ဒါမှမဟုတ်လေ3-4မိနစ်လောက်ဆိုရင်လည်းကိုကပြေးလိုက်ရင်ရောက်တဲ့မျိုးပေါ့နော်အဲ့လိုမျိုးချိန်ပိုရအောင်လို့ပေါ့ကျွန်တော်ရည်ရွယ်ထားတယ်အဲကြတော့ဒီသုံးဆွဲသူတွေအနေနဲ့ဒီကို data ကိုမျိုးနဲ့မှာရှိတဲ့သတင်းပေးပို့မှုကိုလည်းဟိုလိန်ကြားတိုင်းပို့ကြတော့မလို့ပေါ့နော်တယောက်ပို့ရင်ရပြီပေါ့နော်တယောက်ပို့ဆိုတာရပြီဆိုတာအဲ့မှာရှိတဲ့2ယောက်3ယောက်ပို့ရင်တော့ပို့ပြီးတော့ confirm ဖြစ်တာပေါ့တယောက်ပို့ဆိုရင်လည်း noti တက်ပါတယ် noti တက်ပြီးသွားရင်ဆိုရင်မြင်ရဆိုရင်ဟုတ်တယ်ဒါလေးလာနေပြီပေါ့နော်ဒီဘက် channel တော့ဖြတ်မယ်ဆိုတဲ့ဟာလေးကိုလည်းသူရဲမျက်နှာပေါ်မူတည်ပြီးတော့မှဖော်ပြပေးရပေါ့နော်အဲ့ဒါလေးကိုတော့တတိထားပြီးတော့မှလေးလာလိုက်ရင်တော့ခဏလေးနဲ့နားလည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်နောက်ပြီးတော့သူရဲ့ဒီ application အသုံးပြုဖို့မျိုးကိုလည်းကျွန်တော်ဗီဒီယိုတွေကိုတောက်လျှောက်လုပ်ပေးနေရပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်ဒီဟိုကျွန်တော်တို့ဒီစာတင်ကျောင်းနေနောက်ဒီစစ်ရှောင်းစခန်းနေစစ်မြေပြင်နေပေါ့နော်အကောင်လုံးအတွက်အသုံးပြုလို့ရတယ်အကျိုးရှိစွာအသုံးပြုလို့ရတယ်ပေါ့နော်လက်ရှိမှာတော့ကျွန်တော်ဒီ application ဒီ Android system ပဲထွက်တည်တယ် iOS တော့မရသေးဘူးပေါ့နော်Android မှာတော့ပြဿနာလေးတချို့ဟာလေးရရှိကြတယ်ဘာလို့လဲဆိုတော့Xiaomi ဖုန်းတွေမှာinstallation တင်တဲ့အခါမှာပြဿနာတင်တဲ့အခါမှာ application တင်တဲ့အခါမှာပြဿနာချို့လေးရှိတယ်ပေါ့နော်ဒါကိုလည်းကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေဒီဘက်ဝေးချင်မှာရှိတဲ့တီးတက်နားလေးရဲ့သူတွေမေးလို့ရပါတယ်ပေါ့နော်အရင်ကခဲတာတော့မဟုတ်ဘူး application ဒီ download file ပြေးတာနဲ့သူတတ်မှတ်ထားတဲ့ package file ပြေး install တင်လို့ရတယ်ပါပေါ့နော်ဘာလို့လဲဆိုတော့တကြွနားလည်းမရှိတဲ့သူပဲနဲ့တင်ရင်ကျွန်တော်ရှိမယ်ပြန်ပြီးတော့မှ complaint တက်တာမျိုးတွေအဆင်မပြေတာမျိုးတွေလာမှန်းကြတာမျိုးရှိရပေါ့နော်တကယ်ကိုယ့်ရဲ့
ကျွန်တော်လည်းတကယ်ချင်းမိတ်ဆွေရှိရင်ဒါလေးကူညီပါဒါလေး installation လုပ်ပေးပါငါဖုန်းထဲမှာထည့်ပေးပါဆိုတော့ကူညီတောင်းလို့ရပါတယ်သူတို့ဒီနေ့လည်းကူညီပေးကြမှာပဲလေနော်အဲ့ဒါလေးတော့ကိုပြန် try ကြပါတော့ကျွန်တော်ရှိပဲအကုန်လုံးဟိုပေးပူတာမျိုးမလုပ်နဲ့ပါနော်ကိုရဲ့တခြားလူတွေလည်းမေးမြန်းလို့ရပါတယ်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာreporter ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားတယ်ပေါ့နော်အစားတော့ကျွန်တော် free တန်းအနေနဲ့ပို့လူတိုင်းပို့လို့ရအောင်လို့အဆင်ပြေအောင်လုပ်ထားတယ်အခုကတော့အဲ့လိုမျိုးမဟုတ်တော့ဘူးပေါ့နော်ကျွန်တော် invite code အနေနဲ့သတ်မှတ်ထားလိုက်တယ်ဒီ code ရမှသူဒီ report တင်လို့ရမယ်ပေါ့နော်အဲ့မှာဟိုဒီ navigation အောက်ကbanner bar လေးမှာလိန်တွေ့တယ်ပုံကျဲဆိုတဲ့ဟာဒီ invite code မထည့်ဘယ်နဲ့သူတုံးလို့မရဘူးတည်င်းတွေပဲဖတ်လို့ရမယ် land system တွေနားထောင်လို့ရမယ်ပေါ့နော်တကယ်လို့ကိုကreport တင်ခြင်းနဲ့တကယ်လေကိုလုပ်ပေးခြင်းနဲ့ဒါပေမဲ့အမြဲတမ်းတော့မဟုတ်ဘူးเนาะကိုဒီလိန်ဖြတ်သွန်းတာမျိုးလိန်ပုံကျတာမျိုးအမျိုးနေမှာကိုကတင်လို့ရတယ်ဆိုရင် invite code ကိုကျွန်တော်ရှိတာတောင်းလို့ရပါတယ်ပေါ့လာတောင်းပြီးတော့မှကျွန်တော်ဒီ accept လုပ်ပေးပါမယ်ပေါ့အဲကြောင့်တော့ကျွန်တော်ဒီတုံးဆွဲသူအနေနဲ့ report တင်ပေးလို့ရမယ်အမြဲတမ်းတင်စရာလည်းမလိုဘူးလိန်တွေးမှတင်ပေးတာမျိုးလည်းရတယ်ပေါ့เนาะလူဒီအမြင်နဲ့ခဏတင်နေဆိုရင်ကျွန်တော်အနေနဲ့ပြန်ပန်းလို့ရတယ်ပေါ့နော်အဲ့ဒါလေးတွေဟိုပြပြထားပါတယ်။ဘာလို့ဆိုတော့ကျွန်တော်ဒီတကယ်မြေပြင်မှာတကယ်ကျဲခံရတဲ့ချိုးနေရတွေမှာဒါဒီခဏနေတာဘူးအများကြီးရှိရပေါ့နော်ကျွန်တော်ဒီဒါကလည်းအဲ့တဲ့ရွေပြီးတော့ကျွန်တော်ရေးတာပါကျွန်တော်တခြားရွေကျွန်တော်ဘာမှတော့မရှိဘူးအဓိကတော့ကျွန်တော်ပြည်သူတွေဘေကင်းလို့ဒီလုံခြုံဖို့နဲ့အတိုင်းရမှာကင်းဘေကင်းဖို့အတွက်ပေါ့နော်အဲ့အတွက်ရွေပြီးတော့မှကျွန်တော်ထုတ်ထားတာပေါ့ဆက်ပြီးတော့ကျွန်တော်တို့ဒီ application အသုံးပြုပုံလေးကိုကျွန်တော်ထပ်ရှင်းပြသွားမယ်ပေါ့နော်ဒီကျွန်တော်ပထမဆုံးဒီ application အသုံးပြုပုံပေါ့နော် application အသုံးပြုပုံမှာဆိုရင်ကျွန်တော်တို့ကဒီ application နဲ့ဝင်လိုက်ပေါ့နော် application နဲ့ဝင်တဲ့အခါမှာကျွန်တော်ဒီစောင့်ကြည့် data များဆိုရဲမှာကိုယ့်ရဲ့မျိုးနဲ့ live data live ကိုရွေးချယ်ပါရွေးချယ်ပြီးတာနဲ့ရွေးချယ်ပြန်လည်းပြန်ထွက်လိုက်ပေါ့နော်ပြန်ထွက်ပြီးတာနဲ့ကျွန်တော်ဒီဘာလုပ်ရမလဲဆိုတော့ဒီ reporter ဆိုရင် reporter သမားဆိုရင်ကျွန်တော်တင်တွေ့ရပုံကျဲတယ်ဆိုတော့ test လေးကိုနှိပ်လို့ရတယ်ပေါ့နော်ဒီလိုကိုက invite ကိုမရသေးဘူးဆိုရင်တော့နှိပ်လို့မရပါဘူးအဲဆိုတော့ဒါဒီကျွန်တော်လူတိုင်းတော့မပြီးနိုင်ဘူးတကယ်ဟိုမြေပြင် data မှာရှိတယ်တကယ်လေဟိုစားတင်ပြီးလို့ရမယ်သူနောက်ပြီးကျွန်တော်ကိုလည်းဟိုတကယ်ပေးချင်တဲ့ message ပေးချင်တဲ့ဟာလေးပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ပဲပို့လို့အဆင်ပြေပေါ့နော်ရောက်တိုင်းပေးစရာလည်းမလိုပါဘူးပေါ့ဘာလို့မလို့ app နဲ့တင်နေခဏပို့နေတယ်စိတ်နောက်ဆက်ဖြစ်စီတယ်ပေါ့နော်အဲ့ဒါလေးကြောက်လဲကျွန်တော်ကဒီ invite code လေးနဲ့တတ်မှတ်လိုက်တာပေါ့နော်အရင်ဆိုရင်စကားစအနေနဲ့အများကြီးဟိုပို့တီပို့တွေနောက်ဆက်တာမျိုးတွေအများကြီးလုပ်တယ်ပေါ့နော်ဒါကတော့ကျွန်တော် test ကျင်စမ်းနေတဲ့ဟာတွေနဲ့လည်းပတ်သက်တာပေါ့နော်အဲ့ဒါလေးရှိအဲ့ပြဿနာတွေကျွန်တော်ဖြေရှင်းနေ update မြင်သွားတာပေါ့ဒီကြားထဲမှာလည်းစိတ်နောက်ဆက်ဖြစ်ခဲ့ရင်လည်းတောင်းပန်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကြောက်တဲ့လုံနေရတဲ့လူတွေဖြစ်တာမလို့ပေါ့နော်okay နောက်ခုကကျွန်တော်ဒီ application မှာဆိုရင် AI agent တွေရော AI assistant တွေရောပါတယ်ပေါ့နော် agent တော့မဟုတ်ပါဘူးသူကအနေနဲ့မေးလို့ရတယ်လက်ရှိမှာတော့ကျွန်တော် token ပုံရပေါ့နော်ကျွန်တော်ဒါကိုဟိုတုံးလို့ရအောင်လို့ကျွန်တော်တခြားလူတွေနဲ့ဆက်သွယ်ပြီးတော့မှကူညီတောင်းကြည့်မယ်ပေါ့နော်သူတို့လုပ်ပေးနိုင်တော့လုပ်ပေးရောက်တုံးလို့ရမယ်ပေါ့နော်မလုပ်ပေးနိုင်လည်းတကယ်လို့ကူညီပေးမဲ့သူရှိရင်လည်းကျွန်တော်ကြိုးစားပါတယ်ကျွန်တော်တခြားကူညီပေးပေါ့ရမယ်ဆိုရင်လည်းပေါ့ဘာလို့လဲဆိုတော့တို့ဒီတခြားမိကုန်းနေမီလို့မရဘူးပေါ့နော်ဒီနဲ့ပတ်သက်တဲ့ဟာတွေမီလို့ရမယ်မီလဲဆိုတာအခုကို report တယ်လို့မျိုးပါပဲသူရှိမီပြီးတော့မှတင်လို့လည်းရတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် setting ထဲဝင်လိုက်ပေါ့နော် setting ထဲမှာဘာတွေတွေ့မလဲဆိုတော့ဒီအတန်ပေးအချက်ပေးတန်တွေပေါ့နော်အချက်ကြီးတန်တွေနောက်ဒီ vibration ပေါ့နော်တုံခါမှုnote တွေနောက်ကျ flat me icon နဲ့အဲ့ဒါတွေဖွင့်ထားပေးလို့ရတယ်ပေါ့နော်။အဲဆို flat me ကိုကျွန်တော်ဘာလို့ထည့်လဲဆိုတော့တစ်ခါကျရင်ကိုကဒီအတန်မကြောက်ပေါ့နော်။အတန်မကြောက်တဲ့အချိန်မှာပို့ပြီးနားမှာဆုညာနေရှိနေချိန်ကိုကအတန်မကြောက်ဆိုရင်ကျွန်တော် flat me ကနေပြီးတော့လည်း link ပေးတယ်ပေါ့နော်။အချက်ပြပေးတယ်ဟာလေးကျွန်တော်လည်းထည့်ထားပေးတယ်ပေါ့။နောက်ခံအမှတွေးလိုက်ပဲပေါ့နော်။ဘက်ထရီနဲ့ပတ်သက်ပြီးတော့နောက်ခံအလုံးလုံးပုံတော့ဒီကောင်ကိုပုံပေးထားလိုက်ပါတော့အလုံးလုံးထားပေးသွားရင်ဆိုကျွန်တော်ကဒီ background နေပြီးတော့မှဒီ system ဒီ note တက်တာမျိုးတွေအလံပေးတာမျိုးတွေလုပ်ပြီးတယ်ပေါ့နော်အလုံးလုံးထားတကယ်အလုံးလုံးထားရဆိုရင်တော့အလုံးမလုပ်ဘူးပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့ဖုန်းတိုင်းတော့မဟုတ်တချို့ဖုန်းတွေမှာကအဲ့ပြဿနာလေးရှိတော့ဒီຢာလေးကိုကျွန်တော်ထည့်ထားတာပေါ့နော်နောက်တစ်ခုကျတော့မြေပြင်အဖွဲအတည်ပြုခြင်းမှာကျွန်တော်ကဒီ
ID ထည့်ထားပြီးတယ်ပေါ့နော် ID ထည့်ထားပြီးတယ်နောက်ပြီးကျ reporter အမည်ထည့်ထားပြီးတယ်ပေါ့ reporter အမည်မှာကိုယ့်ရဲ့နာမည်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့မျိုးနဲ့ကားနာမည်ထည့်ရင်ပို့ပြီးတော့မှအဆင်ပြေတယ်ဒါဆိုရင်ဒီမျိုးနေရဒီလူတင်နေဆိုတာကျွန်တော်လည်းကြည့်လို့ရတယ်တခြားလူတွေလည်းတည်တယ်ပေါ့နော်မြင်တွေ့ရမယ်ပေါ့နောက်တစ်ခုကျ invite code ထည့်ရင်ဆိုတာကကျွန်တော်ပေးရဲ့ code ကိုဒီမှာတုံးတဲ့ reporter တွေကအဲ့ဒါကိုယူပြီးတာနဲ့ထည့်လို့ရတယ်ပေါ့နော်ပြီးကြရင်သူတို့ဒီ reporter တွေရဲ့ dashboard ကိုဖွင့်လို့ရတယ်အဲ့ကြရင်password ထည့်ပေးရမယ်ပေါ့နော် password ထည့်ပေးရမယ် password ကို2ဆင့်ထည့်ရမှာပေါ့2ဆင့်ထည့်ရမှာဆိုတော့ပထမတစ်ခါတော့ password နောက်တစ်ခါကျဒီ confirm password ဆိုတာထည့်ထားမယ်အဲ့ဒါလေးမှတ်ထားလိုက်ပေါ့နော်မှတ်ထားပြီးရင်တော့ဒီ dashboard တွေဝင်ကြည့်လို့ရမယ်admin dashboard ကတော့ကျွန်တော်လက်ရှိကတော့ကျွန်တော်တယောက်တည်းပဲကင်ပြီးရပေါ့နော်ဒီကေတော့တခြားဒီဘိုင်းနဲ့တခြားလုပ်ပေးမယ်တခြားကင်မယ်စိတ်ချရတယ်ဆိုရင်တော့ကျွန်တော် admin password ပေးပါမယ်admin password sorry admin dashboard မှာကျတော့ကျွန်တော်ဒီအကုန်လုံးကိုဘန်လို့ရတယ်အခု reporter ပြီးထားတဲ့ကျွန်တော်ပြီးထားတဲ့invite code နဲ့သူတွေလည်းကျွန်တော်ပြန်ဘန်လို့ရတယ်ပေါ့နော်အဲ့ဒါလေးလောက်ထားတယ်နောက်တစ်ခုက reporter ရှင်းရှင်းပြန်ဘန်လို့ရအောင်လည်းလောက်ထားတယ်ပေါ့နော်ဘာလို့ဆိုတော့တချို့ reporter တွေဒီကျွန်တော်တို့မှာအားရမျိုး admin တွေမှာအားရမျိုးဆိုမှလည်းကိုဒီ admin တယောက်တော့မဟုတ် member တယောက်ဖြစ်တဲ့ကြောင့်မလို့ဒီ member ဒီအဆင်မပြေဘူးခဏခဏတည်းမားတွေတင်နေရဆိုရင်လည်းဒီ3-4ယောက်ကနေတော့ဘန်လို့ရတယ်ပေါ့လက်ရှိမှာတော့ကျွန်တော်ဒီအခုလက်ရှိဒီ application သုံးစွဲသူဒီဘယ်လောက်ရှိသွားပြီလဲဆိုတော့1133ယောက်ရှိသွားပြီပေါ့နော်လက်ရှိမှာတော့ကျွန်တော် reporter ID ပေးထားသည်6ယောက်ပဲရှိပါသေးတယ်ကျွန်တော်ရှိတချို့ဒီစကားရမကွေးဘကူတခြားသော data တွေကရက်ခိုင်တို့တခြားသော data တွေကရှိတဲ့သူတွေလည်းလာပြီးတော့မှဒီ invite code ကိုလာ download ရပါတယ်ကိုယ့်ရဲ့ data ကိုယ့်ရဲ့မျိုးတွေကပြည်သူလူထုတွေတုံး baking လုံးကြိုဖို့ကပို့ပြီးတော့မှအရေးပါတယ်အဲကြတော့အဲ့မှာရှိတဲ့တောင်းဝင်ရှိသူတွေကိုလုတ်ပေးနိုင်တဲ့တောက်တနေရနေပါဝင်ကူညီပေးနိုင်တဲ့လူတွေကကျွန်တော်ရှိမှလာတောင်းလို့ရတယ်ကျွန်တော်လူတိုင်းတော့မပေးဘူးတို့ကျွန်တော်မေးမြန်းတော့မေးမြန်းနိုင်မယ်ဘာလို့ဆိုတော့ဒါဒီအရေးပါတဲ့တစ်ခုတည်းဖြစ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်ဒီစကားစအနေနဲ့ဘာမှလုပ်လို့မရတဲ့အားမျိုးဖြစ်စေချင်လို့ပေါ့နော်ဒီစကားစအနေနဲ့တော့ကျွန်တော်ဘာမှလုပ်လို့မရတဲ့အခြေအနေမျိုးကိုကျွန်တော်လုပ်ထားတယ်ဒီ system ကိုလည်းကျွန်တော်စနစ်ကြလေးတည်ဆောက်ထားတယ်ပေါ့နော်ဒါပေမဲ့လိုအပ်ချက်လေးရှိနေကျွန်တော်ကိုအကြံဉာဏ်လေးယူပြီးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်ပြောချင်တာကတော့ဒီ application နဲ့ Android application နဲ့ပတ်သက်ပြီးတော့မှကျွန်တော်က32 bit 64 bit ဆိုပြီးတော့နှစ်ခုထုတ်ထားပြီးတယ်32 bit မှာဆိုရင်ကျွန်တော်ကဒီဖုန်းအဟောင်းနေဆိုတော့ဟိုဒီ2018စက္ကွန်အလောက်ကသုံးခဲ့တဲ့ဖုန်းလေးဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်2020နောက်ပိုင်းကတော့ကျွန်တော်64 bit အနေနဲ့ထုတ်ထားပေးရပေါ့နော်ဒါကိုလည်း website မှာတွားပြီးတော့မှdownload ဆွဲလို့ရတယ်ပေါ့နော်တခါဒီမှာကျွန်တော်ကဒီ update လုပ်တဲ့ချိန်မှာ download လုပ်တဲ့အခါမှာ file မပြည့်ရမျိုးတွေဖြစ်တယ်ပေါ့နော်အဲကြတော့ install တင်ရင်မရဘူးဆိုတော့ဒီဥစား message box တွေမှာလာပြီးတော့မှပြောကြတယ်ပေါ့အဲ့ဒါဒီတကယ်ကြကျွန်တော် update လုပ်နေရခဏတစ်ဖြုတ်ဆောက်လိုက်ပါဆောက်ပြီးရတဲ့သူရသတ်မှတ်ထားတဲ့ megabyte လေးတွေလည်းကျွန်တော်တင်ပေးထားတယ်အဲ့လောက်ဝင်ကျင်ဟိုဒါပါတော့20 megabyte ဆိုရင် 19.5 လောက်ဆိုရင်အဲ့လောက်ဆိုရင် download ဆွဲဆိုတာ file ကပြည့်တယ်ပေါ့နော်အဲကြတော့ဒီကို download ဆွဲတဲ့အခါမှာလည်း file ရဲ့ site ကိုလည်းတစ်ချက်စစ်ဆေးကြည့်ပေါ့နော်အဲ့ဒါလေးစစ်ဆေးပြီးတော့မှတကယ် file site ကပြည့်ရဆိုတော့ install တင်လို့ရပါတယ်ဒီဖုန်းတိုင်းနဲ့ install တင်လို့ရအောင် Android ဖုန်းတိုင်းနဲ့ install တင်လို့ရအောင်ကျွန်တော်လုပ်ထားပြီးရပေါ့နော်64 bit ကတော့2020နောက်ပိုင်းဖုန်းလေးအတွက်ရည်ရွယ်ထားတယ်သူကကျွန်တော်ဒီချစ်တွေပြောင်းလဲကြတော့ပို့ပြီးတော့မြန်သွားတယ်ပေါ့နော်သူတော့64 bit ကိုသုံးနေဆိုရင်တော့ပို့ပြီးတော့မြန်တယ်32 bit ကတော့နှစ်ခုလုံးသုံးလို့ရတယ်ပေါ့နော်ဟိုစားဒီ2020နောက်ပိုင်းအရင်လာအောင်ဖုန်းလေးမှာအကုန်လုံးသုံးလို့ရပါတယ်အဆင်ပြေတာကို download ဆွဲလို့ရတယ်ပေါ့နော်ဒီလေချောင်းတတိပေးအချက်တွေနဲ့ပတ်သက်ပြီးတော့လည်းဒီကျွန်တော်ဟို website မှာရေးရထားတယ်အဲ့မှာလည်းတွားပြီးတော့မှလေ့လာပြီးတော့မှဖတ်လို့ရတယ်ပေါ့နော်ဆက်ပြီးတော့လည်းကျွန်တော်တချို့ပါလေးလုံနိုင်တဲ့လောက်လုပ်သွားပြီးမယ်ပြင်တယ်လောက်ပြင်သွားပြီးမယ်ပေါ့နော်လက်ရှိမှာတော့အကောင်လုံးသုံးလို့ရနေပြီအဆင်ပြေနေပြီပေါ့နော်စကြည်ပိုင်းတွေအချို့ဟာကျွန်တော်လုပ်ထားတယ်ဆိုတော့လက်တော်တော့ download အဆင်ပြေနေမယ်တခုခုပြဿနာရှိခဲ့ရင်လည်းကျွန်တော်ဒါတွေဖြေရှင်းနိုင်အောင်လို့ကျွန်တော်ကြိုးစားသွားမယ်ပေါ့နော်မိဘပြည်သူတွေအနေနဲ့ကတော့အကောင်လုံးဒီ application ကိုဖုန်းထဲမှာ install တင်ထားတာပိုကောင်းတယ်ဘာလို့ဆိုတော့တခုခုကြောင့်ဒီ business ပေါ်လာခဲ့ရင်ကိုယ့်အတွက်ခုလုံးလိုရတဲ့နေရာတွေမှာတွားပြီးတော့မှခုလုံးလို့ရတဲ့အချိန်ပြီပေါ့နော်ခုလုံးလို့ရမယ်ကိုယ့်အတွက် baking လုပ်ကြုံမယ်ပေါ့
နောက်တစ်ခုကကျွန်တော်ဒီiOS တမိုင်းအတွက်တော့ကျွန်တော်လုပ်ပေးချင်တယ်တိုးတော့ကျွန်တော်အတွက်ဒီ supporter တွေမရှိသေးဘူးဘာမှလည်းမရှိသေးဘူးကျွန်တော်ဒီအခုဒါတော့အချင်းဒီကိုထားနေပဲကိုလှုပ်ဆောင်နေရပေါ့နော်လှုပ်ဆောင်နေရအဲ့အတွက်တကယ်လို့တစ်ဖက်တစ်လမ်းကနေကူညီပေးမဲ့သူရှိနေကျွန်တော်ကြိုဆိုတယ်ဒါမှလည်းကျွန်တော်တို့တခြားဖုန်းတွေရောအဆင်ပြေတဲ့တခြားဟာတွေရောဒီထက်ပိုကောင်းတဲ့ဟာတွေရောလုပ်လို့ရမယ်ပေါ့အဲဆိုတော့အခုဒီကျွန်တော် download ဆွဲရသည်အမြင် download ဆွဲနေတဲ့ပြဿနာမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပြဿနာမျိုးတွေဖြေရှင်းလို့ရတဲ့အနည်းအများကြီးရှိတယ်ဒါပေမဲ့တော့ကျွန်တော်မှာ support team file နေမရှိတော့ကြတော့အခုလိုမျိုးမိဘပြည်နယ်နည်းနည်းအခက်တွေ့ရမျိုးဖြစ်နေရပေါ့နော်တကယ်လို့ဒါအကူအညီပေးမဲ့လို့ရှိရင်တော့အများကြီးကောင်းတာပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်တယ်လူတိုင်းမဟုတ်ရင်တော့မှာပေါ့နော်ဒီကိုယ့်ရဲ့ data ကိုယ့်ရဲ့မျိုးနယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလူအသက်ကြီးရွယ်အိုတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလူငယ်တက်တိနာတဲ့လူငယ်တွေပဲဖြစ်ဖြစ်ပေါ့နော်အဲ store တင်ထားပေးတာပိုကောင်းတယ်နောက်ပြီးတော့စတင်ကြောင်းတွေအဓိကတော့ main ကတော့စတင်ကြောင်းတော့ဈေးရုံတို့မှာလည်းဒီ application တွေတုံးတင်နေပေါ့နော်ဒါတော့ online system ဖြစ်ပြီးဆိုပေမဲ့ IT data တွေမှာရှိတဲ့အခုလက်ရှိနေတဲ့နေရာတွေမှာလည်း online ကတော့တော်တော်များများရထားတာရှိတယ်အဲကြတော့ပို့ပြီးတော့မှအထောက်အကူပြုလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်အားလုံးအဆင်ပြေပြီးကင်းကြပါစေလို့